အားလုံးပဲမင်္ဂလာပါရှင်မီကီမောက်ဆိုတဲ့ကာတွန်းဇာတ်ကောင်လေးကိုလူတိုင်းလူကြည့်ပူကြမှာပါသူ့ကားလေးတွေကိုမကြည့်ဘူးဆိုရင်တော့မှပဲဒီမီကီမောက်အရုပ်ကလေးတွေပါတယ်ကလေးကစားစရာတွေနဲ့လူသုံးကုန်ပစ္စည်းတွေမှာမြင်မှုကြလောက်မှာပါနော်အခုတင်ဆက်ပေးမှာကတော့ကလေးတွေကြည့်ဖို့မတင်တော့တာကြောင့်အပိတ်ခံလိုက်ရတဲ့ဒီမီကီမောက်လေးရဲ့ death story ကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနား notification လို့လည်းနှိပ်ခဲ့ပေးပါအောင်နော်ဒါဆိုမီကီမောက်ရဲ့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ရှင်ဇလန်းလေးရဲ့အစမှာတော့ပုံတိုင်းနေပြင်းတွေတိုက်ခတ်နေတဲ့အချိန်မှာခွေးလေးတစ်ကောင်ရဲ့ဆူဆူဝါးဝါအော်တန်ကိုကြားနေရပြီးတော့လူတစ်ယောက်ကဆွဲခေါ်သွားနေတာကိုမြင်ရမှာပါအဲ့ဒီခွေးလေးကတော့မီကီမောက်ရဲ့ခွေးလေးအတန်ပဲဖြစ်ပါတယ်အိပ်ပျော်နေတဲ့မီကီကတော့သူ့ခွေးလေးရဲ့အော်တန်နဲ့လူတစ်ယောက်ရဲ့ရီတန်ကိုကြားလိုက်ရတာကြောင့်နိုးသွားပြီးတော့သူ့ခွေးလေးကိုလိုက်ရှာဖို့ထွက်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူ့ခွေးလေးကိုမတွေ့ရဘဲနဲ့ခွေးလေးရဲ့ခြေရာတွေနဲ့လူတစ်ယောက်ရဲ့ခြေရာကိုသာတွေ့ခဲ့ရပါတယ်ခွေးလေးကတော့ကြောက်ဆောင်ကြီးတစ်ခုထဲမှာရှိတဲ့ကြောက်စရာကောင်းတဲ့အိမ်ကြီးထဲကိုဆွဲခေါ်သွားခြင်းကိုခံလိုက်ရတာပါခြေရာတွေအတိုင်းနောက်ကနေပြီးတော့ထက်ချက်မခွာလိုက်လာတဲ့မီကီမောက်လေးကအဲ့ဒီအိမ်ကြီးကသူ့အတွက်အပြန်လန်းမရှိဘူးဆိုတာကိုမသိခဲ့ရှာပါဘူးတကားကိုဖွေးဖို့ကြိုးစားနေတဲ့အချိန်မှာပဲအိမ်ကြီးထဲကနေကျိုးတစ်ချောင်းထွက်လာပြီးတော့နီကီမောက်လေးကိုအိမ်ထဲဆွဲခေါ်သွားပါတော့တယ်ကျိုးရင်းကနေလွတ်မြောက်ပြီးတဲ့နောက်မှာရောနီကီကသူ့ခွေးလေးကိုလိုက်ရှာဖို့လုပ်ပါတော့တယ်တစ်ဖက်မှာလည်းသူ့ခွေးလေးကရန်သူလက်ထဲကနေလွတ်မြောက်ဖို့အတွက်ရှိုးထွက်နေပေမဲ့လည်းဘယ်လိုမှယုံမရခဲ့ပါဘူးမီကီကလည်းသူ့ခွေးလေးကိုလိုက်ရှာနေရင်းနဲ့ကြောက်လုံးတုံးပြုတ်ကျလာတာကြောင့်လန့်သွားပြီးတော့လှိုင်ကောင်းတစ်ခုတည်းကိုဒလိတ်ခောက်ခွေပြုတ်ကျသွားခဲ့ပါရဲ့သူပြန်ထလာတဲ့အချိန်မှာသူ့ကိုဖမ်းဖို့ကြိုးစားနေတဲ့မိစ္ဆာနှစ်ကောင်ရဲ့အရေးကိုမြင်ပြီးတော့လမ်းဖြတ်သွားခဲ့ပေမဲ့လည်းအရေးလာရအောင်ကြည့်လိုက်တဲ့အခါမှာမိစ္ဆာမဟုတ်ပဲအယုတ်တွေဖြစ်နေတာကြောင့်မီကီလည်းစိတ်အေးသွားရပါတယ်အဲ့ဒီအချိန်မှာပဲမြီးဖို့ကနေပြီးတော့ဆင်ထွက်နေတဲ့မီးစားတစ်ခုကသူ့ကိုလာဆင်တာကြောင့်ထွက်ပြေးရင်းနဲ့အမောင်ဝမ်းတစ်ခုတွေကိုရှောက်သွားပြန်ပါတယ်မီကီလည်းမီးထုံးဖို့လုပ်ခဲ့ပေမဲ့အယိုးစုတရေကမီးကိုမှုတ်လိုက်တာကြောင့်မီးထုံးလို့မရခဲ့ပါဘူးအဲ့ဒီအခန်းထဲမှာကြောက်စရာကောင်းတဲ့အယိုးစုလာကြီးတစ်လုံးကိုလည်းတွေ့ခဲ့ရပါတယ်မီကီလည်းအလေးတော်မြင်ရမယ့်နေရာကိုလမ်းရှာနေရင်းနဲ့အယိုးစုတရေကဖမ်းဖို့ကြိုးစားပေမဲ့မအောင်မြင်ခဲ့ပါဘူးမီကီကအလေးရောက်ရတဲ့အခန်းကိုရှောက်သွားပြီးတော့လေကားတစ်ခုကိုမြင်လာကြောက်တက်သွားပေမဲ့လည်းလေကလေးတွေဟုတ်မနေပဲနဲ့အယိုးစုတွေထည့်ထားတဲ့အခေါင်းတွေဖြစ်နေခဲ့ပါတယ်ခွေးလေးကိုဖမ်းဆီးသွားတဲ့သူကလည်းသိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ခွေးကောင်းတဲ့ကြက်ကိုလုံးကိုဖန်တီးဖို့ကြိုးစားနေတာပါကျမကြီးကငိုယိုနေပြီးတော့မီကီရဲ့ခွေးလေးကလည်းကြောက်လန့်နေခဲ့ပါတယ်ခွေးလေးရဲ့အော်တန်ကိုမီကီကြားလိုက်တဲ့အခါမှာတော့လေကားတစ်ခုကနေပြီးတော့အမြန်တက်ဖို့ကြိုးစားခဲ့ပါတယ်တက်နေတဲ့လေကားကသာဆုံးသွားပေမဲ့အပေါ်ကိုမရောက်ဘဲနဲ့အယိုးကြောက်တစ်ကောင်နဲ့သာတွေ့ခဲ့ရပါတယ်အယိုးစုတရေရဲ့လက်ကနေလွတ်အောင်လို့ဓာတ်လေကားတစ်ခုတည်းကိုပြေးဝင်ဖို့ကြိုးစားခဲ့ပေမဲ့လည်းအဲ့ဒီထဲမှာလည်းအယိုးစုတရေတွေနဲ့ပြင်းညက်နေခဲ့ပါတယ်အယိုးစုတရေတွေကသူတို့ရဲ့ခေါင်းတွေနဲ့မီကီကိုပြစ်ပေါက်နေကြပြီးတော့အဲ့ဒီထဲကခေါင်းတစ်လုံးကမီကီကိုလိုက်ကိုက်နေပါတယ်အခန်းပြင်ကိုထွက်ဖို့ကြိုးစားပေမဲ့လည်းတကားထဲကနေလက်တစ်ခုကမီကီကိုဆွဲထားတာကြောင့်သူလည်းဘေးနားမှာရှိတဲ့လက်နက်နဲ့အယိုးစုရဲ့လက်ကိုရိုက်ချလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲပေးကူမြင်တစ်ခုကမီကီကိုပေးကူအိမ်ထဲကိုဆွဲခေါ်သွားပါတယ်မီကီလည်းပေးကူအိမ်ကနေလုံးမြောက်အောင်ကြိုးစားပြီးတော့အခန်းတစ်ခုရဲ့တကားကိုပြေးခွင့်ပါတော့တယ်တကားကလည်းအထက်ပေါင်များစွာနဲ့ပိတ်ထားပြီးတော့နောက်ဆုံးတကားကဖွင့်မရဖြစ်နေတာကြောင့်တီးတိုက်နေတဲ့အချိန်မှာပဲတကားကသူ့လူလိုပွင့်ပြီးမီကီလည်းအချိန်လုံးပြီးအဲ့ဒီအခန်းထဲပြုတ်ကျသွားခဲ့ပါတယ်အဲ့ဒီအခါဂရင်တစ်ခုပေါ်မှာအချုံအောင်ခံလိုက်ရပြီးတော့သိပ္ပံပညာရှင်တီထွင်ထားတဲ့ဆက်တစ်ခုကမီကီမောက်ရဲ့ခန္ဓာကိုယ်ကိုထပ်ပိုင်းဖြတ်ဖို့လုပ်နေတဲ့အချိန်မှာပဲဇလန်းကတစ်စစ်ချိုပြောင်းလဲသွားခဲ့ပြီးတော့မီကီကအိမ်မက်ကနေပြန်နိုးထားလာတဲ့ပုံနဲ့ဇလန်းကိုအဆုံးသတ်ခင်ရပါဇလန်းကိုပြန်ကြည့်မယ်ဆိုရင်ယူနေတဲ့သိပ္ပံပညာရှင်ကခွေးလေးကိုခိုးတယ်လိုက်လာတဲ့မီကီကိုလည်းထောင်ချောက်ဆင်ဖမ်းပြီးတော့စမ်းသပ်မှုတွေပြုလုပ်လိုက်တယ်ဆိုတဲ့သဘောကိုပြသွားခဲ့တာပါဒီလိုဖြစ်ရမျိုးကိုဒစ်မေကအပြင်မှာဖြစ်ပူခဲ့တဲ့တကယ်အဖြစ်ပြက်ကိုရိုက်ကူခဲ့တာပါတကယ်ဖြစ်ရမှာတော့ယူဆကြောင်သိပ္ပံပညာရှင်တဦးကတစ်ပိန်တွေကိုကိုက်ကူးတယ်လို့မျိုးတက်ရှိတွေကိုလည်းတကောင်နဲ့တကောင်ပေါင်းဆက်ဖို့အတွက်ဟန်တီးမှုတွေပြုလုပ်ရင်းနဲ့အောင်မြင်ခဲ့ဘူးသူတဦးဖြစ်ပါတယ်ပိုးတိမ်လိုနဲ့အိမ်ညောင်တို့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလဲလှယ်စမ်းသပ်ရမှာအောင်မြင်ခဲ့ဘူးတာပဲဖြစ်ပါတယ်
နောက်ဆုံးမှာတော့အဲ့ဒီသိပ္ပံပညာရှင်ကခွေးကောင်းနဲ့ကြောက်ကိုလုံးကိုတီထွင်ပေါင်းဆက်ဖို့အတွက်စိတ်ကူးရပြီးတော့ကလေးတယောက်ရဲ့ခွေးကိုခိုးယူသွားခဲ့ပါရဲ့ခွေးရဲ့တခင်ဖြစ်တဲ့ကလေးလေးကလည်းလိုက်လာခဲ့တာကြောင့်သူကရက်ဆက်တဲ့စိတ်ကူးတစ်ခုရှာသွားပြီးတော့လူသားနဲ့တိရစ္ဆာန်ကိုပေါင်းပြီးတော့တရှိတကောင်ဖန်တီးဖို့အတွက်အတွေးပြောင်းသွားခဲ့ပါရဲ့အဲ့ဒီကလေးလေးကိုလည်းတက်ဖြတ်ခဲ့ပေမဲ့သူ့ရဲ့စမ်းသပ်မှုကမအောင်မြင်ခဲ့ပါဘူးဒီစမ်းသပ်မှုကအပြင်မှာတကယ်ဖြစ်ခဲ့တာလို့အင်တာနက်ဆန်မျက်နှာပေါ်တွေမှာဖော်ပြထားပြီးတော့ခုနှစ်တက္ကရာကိုတော့အတိအကျမဖော်ပြထားပါဘူး။ဒါကြောင့်လေ Disney ကဒီလိုမျိုး Death Story ဖြစ်တဲ့အပိုင်းဆက်ကိုပိတ်ပင်ခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်နေ့တွေမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ညီမတို့ရဲ့ channel လေးကိုစောင့်မျှော်ပြီးတော့ကြည့်ရှုပေးကြပါအောင်နော်။အားလုံးပဲနေကောင်းကြပါစေလို့ဆုတောင်းပေးနေဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့နော်။